ဘဝမှာလေငါအချိန်ကြီးကုန်နေပြီအသက်ကြီးနေပြီဘာမှမဖြစ်လာသေးဘူးကယ်ရီယာပျောက်နေပြီဘယ်လန်းသွားလို့သွားရမှန်းမသိဘူးတခြားလူတွေကဒီလိုတွေဖြစ်နေပြီဆိုပြီးတော့စိတ်တက်ကြခဲ့ဘူးတဲ့အချိန်လေးရှိလားဒါဆိုရင်တော့ဒီဗီဒီယိုအဆုံးထိကြည့်ပေးပါနီကိုဒီဟာကို motivational speaker ပုံစံမျိုးပြောနေရလဲမဟုတ်ဘူးဆရာကြီးလောက်ချင်လို့ပြောနေရလဲမဟုတ်ဘူးနီကိုကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့အတွက်ကြောင့်မလို့လူငယ်ကနေပြီးတော့လူငယ်တယောက်ကိုအားပေးစကားပြောတဲ့အနေနဲ့ပြောပြခြင်းဖြစ်တယ်အဲ့တော့နီကိုကြုံတွေ့ခဲ့တာလေးကိုပြောပြမယ်နီကို first year ကို3ခါတက်ဖို့တယ်ပထမတစ်ခု business management နဲ့တက်တယ်စင်မပြေဘူးပြန်ထွက်လာတယ်ဒုတိယတစ်ခုသူများတွေပြောတာ ID အရင်ကောက်နေဆိုလို့ ID တက်တယ်ကိုနဲ့မကိုက်ဘူးပြန်ထွက်လာတယ်နောက်ဆုံးတစ်ခုအကောင့်တရားပတ်စံအများကြီးရတယ်မြန်နေပြောလို့ပြန်တက်လာတယ်အုံနောက်ကလိုက်မမီဘူးအဲ့ဒါကြောင့်မလို့ပြန်ထွက်လာရတယ်အမှ lesson အကြီးရလိုက်တာဘာလဲဆိုတော့သူများပြောသမျှနားရအောင်ပြီးတော့အရန်လှုပ်ချင်စောနဲ့လှုပ်ရင်ပို့ပြီးတော့အချိန်ကုန်တယ် energy ကုန်တယ်ပိုဆုံးတာငွေပါကုန်တယ်အဲ့တော့ကျမတို့ပြန်စဉ်းစားရအောင်ဟုတ်တယ်အသက်ကြီးလာလေ peer pressure များလာလေသူများတွေက business owner တွေဖြစ်နေပြီငါဘာမှမဖြစ်သေးဘူးသူများတွေ oversee သွားနေပြီငါမသွားရသေးဘူးဆိုပြီးတော့ကျမတို့ peer pressure ခံရနိုင်တယ်အဲ့လိုခံရချိန်မှာကျမတို့အမှားကြီးတစ်ခုလုံးမိတာဘာလဲဆိုတော့ငါလောက်တော့မယ်ငါချက်ချင်းလောက်တော့မယ်ဆိုပြီးတော့သူများကောင်းတယ်ဆိုရင်လိုက်လောက်တယ်ကိုနဲ့အဆင်ပြေလားမပြေလားထဲမတွက်တော့ဘူးဘာလို့လဲဆိုတော့အရင်ရောက်ချင်နေပြီကွာအဲ့လိုပုံစံမျိုးအဲ့တော့ကျမတကယ်ဖြစ်ခဲ့တဲ့ဟာကိုပြောပြမယ်အဲ့လိုမျိုးလိုက်လောက်တဲ့အခါကျရင်ပို့ပြီးတော့အချိန်ကုန်တယ်ဒီလမ်းသွားတယ်မဟုတ်ဘူးပြန်လှည့်လာရတယ်နောက်လမ်းသွားတယ်မဟုတ်ဘူးပြန်လှည့်လာရတယ်အဲ့လိုလုံးနေမယ်စားကျမတို့လမ်းစုံလမ်းကွာမှာရက်ပြီးတော့ okay ငါဘာဖြစ်ချင်တာလဲငါဘလို့လူဖြစ်ချင်တာလဲငါအနာဂတ်မှာဘလို့လူလို့တွေးထားရလဲပေါ့ကျမတို့အားလုံးမှာအနာဂတ်မှာကျမတို့တွေးထားတဲ့ပုံစံရှိပြီးသားအဲ့လိုမျိုးကျမတို့ပြန်ပြီးတော့ပုံဖော်ရမယ်ပြီးတော့ငါဘာမဖြစ်ချင်ဆုံးလဲကျမဆိုအရင်ရှင်းနေ9 to 5လို့သူများဝန်ထမ်းလောက်ရတာကျမမကြိုက်ဘူးအဲ့တော့မဖြစ်ချင်တာကိုခေါင်းထဲကနေလုံးဝထုတ်လိုက်ပြီးွားရင်ဖြစ်ချင်တာရယ်ဖြစ်တဲ့နာရယ်အဲ့နှစ်ခုကိုစဉ်းစားရမယ်ချရေးထားလိုက်အဲ့နှစ်ခုစုံတဲ့နေရာကိုကျမတို့စဉ်းစားရမယ်အဲ့ဒါကိုသိသွားပြီဆိုရင်ကျမတို့စပြီး action ယူလို့ရပြီမဟုတ်ဘဲနဲ့သူများပြောသမျှလိုက်လုံနေမယ်ဆိုရင်ကျမတို့အချိန်ကုန်တာပဲအဖက်တင်လိုက်မယ်အဲ့အချိန်မှာအရေးကြီးဆုံးကဘာလဲဆိုတော့ peer pressureသူများတွေဘာဖြစ်ဖြစ်ခေါင်းထဲကိုခဏထုတ်ထားလိုက်ငါဒီလိုကြီးစဉ်းစားလို့ငါအချိန်ကုန်နေပြီသူများတွေကငါဒီလိုစဉ်းစားနေတဲ့အချိန်မှာလုံနေပြီလို့မတွေးပါနဲ့ဘယ်လိုတွေးရမလဲဆိုတော့ okay ငါဒီမှာရက်နေတာငါကောင်ကပြန်ပြီးတော့ analyze လုပ်နေတာအဲ့အတွက်ကြောင့်မို့လို့ခြေတလန်းနောက်ဆုတ်ပြီးတော့ခြေလန်းတွေအများကြီးသွားနိုင်မှုအတွက်ငါအရှိန်ယူနေတာလို့တွေးရမယ်ကျမတို့အဓိကလမ်းမှန်ဖို့ရောက်ဖို့အရေးကြီးတယ်လမ်းမှန်ဖို့ရောက်သွားပြီဆိုရင်သူများတွေကိုလိုက်နိုင်ဖို့ကအေးစိတ်ဖြစ်သွားလိုက်မယ်မြန်သွားလိုက်မယ်အဲ့အတွက်ကြောင့်မလို့လူငယ်ကနေလူငယ်ကိုပေးခြင်းတဲ့ message ကဘာလဲဆိုတော့ခြေတလန်းနောက်ဆုတ်တာကိုငါအချိန်ကုန်ပြီလို့မစင်စားနဲ့ပြီးတော့ငါတယောက်တည်းဖြစ်နေရလို့မခံစားပါနဲ့ကိုလိုမျိုးလူငယ်တွေအများကြီးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဖော်တွေအများကြီးရှိတယ်လို့တွေးလိုက်ပေါ့နော်အဲ့တော့သူများပြောသမျှကိုနားမယောင်မဲနဲ့ကိုယ်တိုင်ပြန်စဉ်းစားပြီးတော့ action စယူပါ fighting